အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲကိုရော့ကတ်များဖြင့်ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိ9ဦးအပါအဝင်12ဦးသေဆုံးပြီးရိက္ခာကိုတောင်နှလုံးပြိုကျပျက်စီးမုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲကိုရော့ကတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ဘက်မှအရာရှိ9ဦးအပါအဝင်12ဦးသေဆုံးပြီးရိက္ခာကိုတောင်နှလုံးပြိုကျပျက်စီးခဲ့ကြောင်းတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်အောက်တိုဘာလ2ရက်နေ့တွင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်းကိုတော်လှန်ရေးတပ်ဖွဲ့များက6ကြိမ်မြောက်အဖြစ်ရော့ကတ်10လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်ထိုတိုက်ခိုက်မှုအတွင်းစစ်တိုင်းရုံးမှအရာရှိ9ဦးရိက္ခာကိုတောင်ဆောင်စစ်သား2ဦးနှင့်တပ်မိသားစုဝင်9ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်းထို့ပြင်တပ်တွင်းမိသားစု9ဦးလည်းထိခိုက်ဒဏ်ရာရရှိပြီးဒဏ်ရာရရှိသူများကိုတဆခွဲ43ရတပ်ဆေးရုံသို့အရေးပေါ်ပို့ဆောင်ထားကြောင်းသိရှိရသည်ထို့ပြင်နမခစစ်တိုင်းရုံးအတွင်းရှိရိက္ခာကိုတောင်နှလုံးလည်းပြိုကျပျက်စီးခဲ့ပြီးတော်လှန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်းကို6ကြိမ်မြောက်အဖြစ်ရော့ကတ်10လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေးအရာရှိ9ကောင်ပါဝင်တပ်မိသားစုဝင်တွေကစုစုပေါင်း12ကောင်သေဆုံးတယ်ပြည်သူလူထုအနေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကိုကူညီထောက်ပံ့ပေးဖို့အတွက်ပဲပြောချင်ပါတယ်ဟုတာဝန်ရှိသူကပြောဆိုသည်